မင်္ဂလာပါမပါလိမ့်များလာကြည့်ပါလေရှင် နေလေးရလေအရန်ပူတော့လေမိုးခါလေးလာကြည့်တာ ဟာလည်းမဆိုင်ဘူးနော်အမ ဟာအဲမှာအေးဖို့အေးလား ဟုတ်ကဲ့အေးပါတယ်အမ ဝမ်းချက်လေးရှိလား ဟုတ်ကဲ့ရှိပါတယ် ဟောဟုတ်အမအများနဲ့လိုချင်တာ ဟုတ်ကဲ့ မိုးခါလေးရဘယ်နားမှာလဲ ဟိုဘက်ချမ်းလေးပါပါရှင် အမလေးဟိုဈေးနဲ့တက်တာလေးပေါ့နော် ဟုတ်ကဲ့ပါ ဝန်ထမ်းတွေအများကြီးရှိတယ်ဝန်ထမ်းတွေကအနည်းဆုံးယာနဲ့ချီစင်းရမှာလေပြီးတော့အမရဲ့ကုမ္ပဏီလိုကိုလည်းထိုးချင်တာအဲ့လိုမျိုးဆိုတော့လေဝန်ထမ်းလေးတွေတော့နော်ရ ဟုတ်ကဲ့ရပါတယ်အမ ဒါလေးကဈေးကအဆဆပဲလား ဟုတ်ကဲ့ဈေးကတော့အတင်းအတင်းအနေစားပြီးရှိပါတယ်အမ ဟောဟုတ်ပြီခလေးတော့ကိုရ ဟုတ်ကဲ့ကလေးတွေလည်းရပါတယ်အမ ဝတ်ချင်မှတက်ကြည့်တယ်မလား ဟုတ်ကဲ့ပါ ဟောလေအမားတို့ကြတော့လေအမားတို့အတွက်ကြတော့ brand မိုးကလေးလိုချင်တာ brand ကိုမှနည်းနည်းပေါ့နော် brand ကောင်းလေးပေါ့နော်အဲ့လိုမျိုးရှိတယ် ဟုတ်ကဲ့ရှိပါတယ် size ဆုံးရှိပါတယ်အမ ဟော brand လေးရှိတယ်နော်ဒီတက်တာလေးရှိတယ်ခလေးလေးရှိတယ် စုံပါတယ်ဟုတ်ကဲ့စုံပါတယ် ဟုတ်အမဟိုမကြတော့လေ logo တွေပါရောထုံးပေးလိုက်ဒီမှာ logo ကတော့မထိုးပြပါဘူးဟုတ်ကဲ့ပါ ဒီတိုင်းမိုးကပဲရပါဘူးနော် ဟုတ်ကဲ့ဟုတ်ကပဲရပါ မိုး တ က ယ် ဆောင်ရခလေးရောလူကြီးရောလို့ ဟုတ်ကဲ့ အများကြီးပဲနော်အမတို့လက်ကောက်ရလား လက်ကလည်းရတယ်အမ10ရဲကနေအထက်ရပါတယ်နော်အမ အမဒီတိုင်းလေးဝင်ကြည့်ရနော် ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါလို့ကျေးဇူးတင်ပါတယ်